ခေါင်းမှာစုစုပေါင်းလေပင်က80ရှိတယ်ဘာဘလုံရှင်ပင်က80ရှိခဲ့တယ်နောက်တစ်ခုကြည့်လိုက်မယ်ရှင်ဘတ်မှာမီဒိုပါရှာလို့ခေါ်တယ်လက်နှစ်ချောင်းရှိတယ်မီဒိုနဲ့ပါရှာနှစ်နိုင်ငံလုံးအုပ်စုတဲ့ဘရင်နှစ်ပါးရှိတယ်Cyrus နဲ့ Darius လို့ခေါ်တယ်။သူတို့ပြီးတာနဲ့မီဒိုတက်ပါရှာပို့ပြီးတော့ Empire ပို့ပြီးတော့တာသွားတယ်။တာသွားပြီးပါရှာကိုပဲအုပ်စိုးတဲ့ဘရင်တွေပေါ်ပေါက်လာတယ်။ကျွန်တော်တို့ရဲ့နော်နောက်ကျောစစ်12ချောင်းရှိတယ်ပြောတယ်။တကယ်အတိုင်းနဲ့မီဒိုပါရှာဘရင်12ဆက်ရှိခဲ့တယ်။နောက်တစ်ခုခါးပိုင်းကကြေးဝါနဲ့လှုပ်ထားတယ်။ခါးနဲ့ပေါင်နဲ့ကကြေးဝါနဲ့လှုပ်ထားတယ်။မီဒိုပါရှာကိုသိမ်းသွား Empire Great Empire မှာမင်းဆက်50ပေါ်လာလားဆိုတော့ကြည့်မယ်။ခါးစစ်က50ရှိတယ်။ကဲကောင်းပြီ။ပထမအောင်ဆုံး Great Empire Alexander the Greatသူတေသွားပြီးတဲ့33နှစ်မှာသူတေသွား Empire အကြီးကိုသိမ်းလိုက်ပြီးသူ့ရဲ့ Empire ကိုခွဲဝေယူလိုက်ပြီဗိုလ်ချုပ်4ယောက်ရှိတယ် Ptolemy Seleucus Cassander Lysimachus သူတို့4ယောက်ဆိုတော့ Alexander နဲ့ပေါင်းလိုက်မယ်ဆိုစုစုပေါင်း9ယောက်အဲ့တော့ဘာဖြစ်သွားလဲဆိုတော့ခါးစစ်50ရှိတဲ့အတိုင်း Great Empire ကိုလည်းဘရင်50ကအုပ်ချုပ်ခဲ့တယ်ခါးပြီးတာနဲ့ပေါင်နှစ်ဖက်ကွဲသွားတယ်မလား Great Empire ကလည်းတောင်ပိုင်းနဲ့မြောက်ပိုင်းဆိုတော့နှစ်ပိုင်းကွဲသွားတယ်ဘယ်လိုကွဲသွားလဲဆိုရှင်တောင်ပိုင်းမှာတိုလမီရှိတယ်မြောက်ပိုင်းမှာကျတော့ Seleucus က Cassander Lysimachus ကဆိုတော့ Empire ကြီးသုံးခုမှာ Seleucus က Cassander Lysimachus ကိုအကုန်လုံးသိမ်းလိုက်ပြီးတဲ့အခါမှာမြောက်ပိုင်းတစ်ခုလုံးကိုသူပိုင်သွားပြီးတော့ Empire ကြီးတစ်ခုဖြစ်သွားတယ်ဒီလိုနဲ့ Greek Empire နှစ်ပိုင်းပိုင်းသွားတယ်ပြီးတဲ့အခါမှာ Greek ကိုဘယ်သူကသိမ်းသွားလဲဆိုလို့ရှင်ရောမဆိုတော့အနောက်ပိုင်းမှာရှိ Empire သိမ်းသွားတယ်တန်နိုင်ငံရောမသိမ်းသွားတဲ့အခါမှာကြည့်လိုက်နော်ခြေတလုံးကနှစ်ဖက်ရှိတယ်ရောမ Empire လည်းအရှေ့ရောမနဲ့အနောက်ရောမဆိုပြီးကွဲသွားတယ်နောက်တစ်ခုကြည့်လိုက်မယ်နောက်ဆုံးမှာကျွန်တော်ခြေပွားမှာတန်တဲ့တိတ်ရွရောတဲ့ Empire ကိုရောက်သွားပြီအဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့ဥရောပလို့ခေါ်တယ်ခြေချောင်းမှာ2ချောင်းရှိတယ်ဆိုတော့10ချောင်းရှိတယ်တကယ်လဲရောမ Empire 10ပိုင်းပိုင်းသွားလားဆိုတော့ပိုင်းသွားတယ်ပထမဦးဆုံးဥရောပ10နိုင်ငံအဖြစ်ပေါက်ကွဲလာဖြစ်ပွားတာရောမ Empire အနောက်ရောမ Empire ရဲ့10ပိုင်းကွဲသွားတယ်ဘယ်လိုကွဲသွားဆိုတော့ပထမဦးဆုံးမှာ Germany Italy France Spain Switzerland Portugal Turkey နဲ့Turkey မဟုတ် Portugal နောက်တစ်ခုကကျတော့England နောက်တစ်ခုကကျတော့ Ostrogoth က Caroline က Vandals ကဆိုစုစုပေါင်း10နိုင်ငံကွဲသွားတယ်ဝါဒါဆိုလို့ရှိရင်ခန္ဓာကိုယ်ဖျားသခင်ကဖန်ဆင်းထားတဲ့အစ်စ်တွေနော်အရေးအတွက် level မှာ80ဘာဘလုံက80ရှိတယ်နိုင်ရွာ12ချောင်းတော့ရှိတယ်မီဒိုပါရှာ12ရှိတယ်နောက်တစ်ခုကဒီ byte မှာဆိုလို့ရှိရင်ခါးစစ်က50နဲ့ Greek Empire 50ရှိပြီးတော့ Greek Empire ပေါင်နှစ်ခုကွဲတယ်လို့ပဲတောင်ပိုင်းနဲ့မြောက်ပိုင်းကွဲသွားပြီးရောမ Empire ခြေသုံးနှစ်ဖက်လို့ပဲအရှေ့အနောက်ကွဲသွားပြီးရောမ Empire နဲ့နောက်ဆုံးဥရောပဖြစ်10နိုင်ငံကွဲသွားပြီးခြေချောင်းက10ချောင်းရှိတယ်ဆိုတော့အရာအကုန်လုံးကဒါဒီတိုက်ဆိုင်မှုဟုတ်တယ်လို့ထင်လားလုံးဝမဖြစ်နိုင်ဘူးဒါတိုက်ဆိုင်မှုမဟုတ်ဘူးဖျားသခင်အစောကြီးကိုအကြံစီနဲ့လှုပ်ထားတာဘာလို့အဲ့လိုလှုပ်ထားလဲဆိုတော့ပြပြမယ်အာရန်ကဖျားသခင်ကအာရန်ကိုဖန်ဆင်းလိုက်တယ်ဖန်ဆင်းလိုက်တဲ့အခါမှာအာရန်ကဖျားသခင်ရဲ့ပြည့်ညက်ကိုလွန်ကျူးပြီးသွားပြီးတော့အပြစ်တရားအကိုရောက်သွားတယ်အဲ့တော့အပြစ်တရားနဲ့ဆိုင်တဲ့လူကိုဖျက်ဆီးရမှာဖျားသခင်ကအဲ့တော့လူရဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့အာရန်နဲ့အေဝါနဲ့မွေးလာတဲ့မျိုးဆက်တွေအကုန်လုံးကခုနကနော်လူခန္ဓာကိုပုံစံအတိုင်း Empire 50ကိုဖြတ်တန်းသွားတယ်ဖြတ်တန်းသွားပြီးနောက်ဆုံးသောကာလဆိုတဲ့ဥရောပခေတ်ကြလို့ရှင်ဘသူပြန်ကြွလာမလဲဆိုလို့ရှင်ကဘာကြီးမှာအစစ်မပြတ်တည်မဲ့နိုင်ငံဖြစ်တဲ့ခရစ်တော်ရဲ့ Empire ကခရစ်တော်ကိုယ်တိုင်ယေရှုခရစ်တော်ကိုယ်တိုင်ပြန်ကြွလာပြီးတော့ဒီရှိသမျှသော Empire အကုန်လုံးဖျက်ဆီးပြီးတည်တတ်မှာဖြစ်တယ်ကျွန်တော်ဆိုလိုတဲ့သဘောကရှိသမျှသော Empire အကုန်လုံးပျက်စီးမဲ့ထားပါတော့ကျွန်တော်တို့ကဘာဘလုံခေတ်မှာမီဒိုပါရှာဂရီရောမှာဥရောခေတ်မှာရှိတာမဟုတ်ဘယ်မှာရှိတာဆိုတော့6လောက်ပိုင်းရောက်သွားတယ်ဥရောပခေတ်မှာအခုဆိုလို့ရှိရင်ဥရောပခေတ်ရောက်နေပြီအဲ့တော့ကျွန်တော်တို့စောင့်မျှော်နေတာဘာလဲဆိုလို့ရှိရင်မကြခင်ပြန်ကြွလာမယ်ခရစ်တော်အရန်နီးတယ်ဆိုတာကိုစောင့်မျှော်နေတာသူရဲ့ခုနပြောရတဲ့အရာတွေကအရန်အောစရာကောင်းတယ်အဲ့ခရစ်တော်ပြန်မလာခင်ကျွန်တော်တို့ကခရစ်တော်ကိုယုံကြည်လက်ခံဖို့အရန်အရေးကြီးတယ်